ကျွန်တော်တို့မြန်မာနိုင်ငံကြီးခေါင်းဆောင်တွေထဲမှာတချို့ကြတော့လေစီးပွားရေးတိုးတက်အောင်ချုပ်ကိုင်နိုင်ငံတလို့တချို့ခေါင်းဆောင်တွေကြတော့နိုင်ငံရေးစီးပွားရေးလူမှုရေးပြင်နိုင်ငံသားတွေရဲ့စိတ်ဓာတ်တွေပါကြာဆင်းရလောက်အောင်စုပူအောင်ကြွမှုတွေပါဖန်တီးခဲ့ပါတယ်။နေဝင်ကရဲဘော်တုံးကျိတ်ဖွဲ့ဝင်တခင်ရှုမောင်ဖြစ်နေဂျပန်ကိုမတော်ခင်စားတိုက်စာရေးကိုရှုမောင်ဘွားကလေးကလောင်ကစားလုပ်တာမိမပူရှုပ်တာတွေနဲ့နမဲကြီးနေကြတဲ့သူတယောက်ပဲဖြစ်ပါတယ်။ဒါပြင်ပတ်စံဘလောက်ပင်ရတဲ့လောက်ပတ်စံကမလောက်ငါတာကြောင့်ပလိတ်သတင်းပေးဖြစ်နေနိုင်ငံတော်ကိုတစ္ဆာဖောက်ခဲ့ပူပြီးတော့တို့ပမာစီယုံနှကိုင်းကွဲတဲ့ချိန်မှာလေတခင်ကိုရောမိုင်းအဖွဲ့မဟုတ်တဲ့တခင်ပါစိန်နဲ့တခင်ထုံးအုပ်အဖွဲ့မှာနေရာတနေရာရယူခဲ့ပါသေးတယ်။အဲဒီလိုညံညံနဲ့များတဲ့သူပြီးကိုရှုမောင်ကမျိုးချစ်လူငယ်တွေစုပြီးတော့အင်္ဂလိပ်တွေကိုတော်လှန်မှုတခင်ကိုရောမိုင်းဖွဲ့ခေါင်းဆောင်နဲ့ဂျပန်နိုင်ငံကိုဆေလွတ်ခဲ့တဲ့ရဲဘော်၃ကျိတ်ဖွဲ့မှာလည်းပါဝင်နိုင်ခဲ့ပါတယ်။ဒါပြင်အင်္ဂလိပ်တပ်တွေစုခွာပြီးတော့ဂျပန်ပြည်မြန်မာနိုင်ငံကိုတိမ်းတဲ့အချိန်မှာလည်းမြေရောက်တော်လှန်ရေးစီမံမှုဦးနေဝင်းကိုဗိုလ်ချုပ်အောင်ဆန်းကကြိုလွတ်ခဲ့ပေမဲ့ရန်ကုန်ကဆောင်ကြမြိုင်တွေကနေအတင်းဆွဲထုတ်ခဲ့ရတာဖြစ်လို့ပြင်းပြင်းထန်ထန်သတိပေးတာကိုလည်းခံခဲ့ရပါသေးတယ်။တကောကောင်းစိတ်ရှိသူပြီးရန်ကုန်ကိုနေချက်တွေလက်ကပြန်လဲတိမ်ပိုက်တဲ့အချိန်မှာလည်းသူ့ရဲ့နာမည်ကိုခေါင်းစဉ်တက်ပြောခဲ့တဲ့သူပါ။ဂျပန်တွေကိုတော်လှန်တဲ့ခင်မှာဗိုလ်ချုပ်နေဝင်းရဲ့ပါဝင်ပတ်သက်မှုကတက်စပေါက်ဖြစ်ဘူးတာမိမလိုက်စားတာလောင်ကစားခုံမင်းနာတွေလောက်ပဲလူတီများခဲ့တာပါ။ဒါကြောင့်ဂျပန်ခေတ်တော်လှန်ရေးတွေ့ကြုံကြောင်းရာတွေကိုရေးသားတဲ့သမိုင်းကြောင်းတွေထဲမှာဦးနေဝင်းကြောင်းကိုမတွေ့ရတာပဲဖြစ်ပါတယ်။မမရရအနေနဲ့တော့ဗိုလ်ချုပ်အောင်ဆန်းမကြိုက်တဲ့ဦးနေဝင်းရဲ့အကျဉ်းစရိုက်ထဲမှာမိမကောင်တူကိုမတရားကြံစီခဲ့မှုကထိတ်ဆုံးကနေပါနေခဲ့တာပါ။ဒါပေမဲ့ဗိုလ်ချုပ်အောင်ဆန်းလိုရိုးသားတဲ့ခေါင်းဆောင်ပေါ်ကိုစိတ်ကြိုက်ချေလဲနိုင်ခဲ့တဲ့ဦးနေဝင်းကတော့မျက်ရည်လဲရွေးနဲ့ငိုယိုတောင်းပန်ခဲ့တာကြောင့်မြစ်တာတရားကြီးမားတဲ့ဗိုလ်ချုပ်အောင်ဆန်းကအချိန်ချင်းခွင့်လွှတ်ခဲ့ရတာပဲဖြစ်ပါတယ်။လွတ်လပ်ရေးရပြီးတော့ဦးနုဆိုရခင်မှာလေလင်းရှိမရဖြစ်တဲ့ဒေါခင်မေတန်းကိုယူခဲ့တဲ့အဖြစ်နဲ့သူ့ကိုထုတ်ပယ်ဖို့စီစဉ်ခဲ့ပေမဲ့ဆရာရင်းဖြစ်တဲ့ဆရာဦးကျော်ငိမ့်ဦးပါဆွေတို့ကတောင်းပန်ပေးတာကြောင့်နေရာမြဲခဲ့ပါတယ်။ဒါပေမဲ့ဦးနုနဲ့သူ့ဆရာရင်းတွေရဲ့တက်ညာမှုကိုမထောက်ထားပဲနဲ့ဒိုင်းသားပြဿနာဖာစာပလအကွဲပြေပြဿနာစားတဲ့ပြဿနာတွေကိုအကြောင်းပြုပြီးတော့1962ခုနှစ်မတ်လ2ရက်နေ့မှာဦးနုစီကနေနိုင်ငံတော်အာဏာသိမ်းယူခဲ့တာဖြစ်ပါတယ်။သူအုပ်ချုပ်ခဲ့တဲ့ကာလတစ်လျှောက်၈နှစ်တာကာလကိုတိုင်းသားလူမျိုးတွေနဲ့လိုက်လျောညီထွေတဲ့စနစ်ကိုကျင့်သုံးခဲ့ပြီးတော့အဲဒီနောက်မှာတော့မြန်မာဆိုရှယ်လစ်လမ်းစဉ်စနစ်ကိုကျင့်သုံးပြီးနိုင်ငံခြားဆက်ဆံမှုတော်တော်များများကိုထိန်းချုပ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ကိုကြိုးငယ်ဝါဒီတွေကြောင့်တိုင်းပြည်တွင်းစီးပွားရေးလုပ်ငန်းတော်တော်များများကျဆင်းခဲ့ပြီး1984ခုနှစ်မှာတော့တပါတီအာဏာရှင်စနစ်ကိုကျင့်သုံးခဲ့ပါတယ်။ဒီအုပ်ချုပ်ရေးစနစ်ကြောင့်ပဲနိုင်ငံသားတွေကဆင်းရဲကြက်တဲမှုဖြစ်နေကြုံခဲ့ရပြီးတော့မြန်မာနိုင်ငံကအာရှတိုက်တွင်အဖွံ့ဖြိုးဆုံးနိုင်ငံကနေဖွံ့ဖြိုးမှုနေဆုံးနိုင်ငံဖြစ်နေတတ်မှတ်ခံခဲ့ရပါတော့တယ်။အဲဒီနောက်မှာတော့88ရေကင်းဖြစ်ပြီးနောက်ပိုင်းမှာဗိုလ်ချုပ်နေဝင်းကနိုင်ငံရေးလောကကနေတရားဝင်နာယူတဲ့အကြောင်းကိုထုတ်ပြန်ခဲ့ပေမဲ့အကြံပေးပုဂ္ဂိုလ်အနေနဲ့ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။နောက်ပိုင်းသူ့ဩဇာအာဏာကျဆင်းလာတဲ့ချိန်စစ်အုပ်ချုပ်သူတွေကိုစန့်ကျင်နေမှုနဲ့နေအိမ်ကျဲချုပ်ဖမ်းဆီးထောင်ချခဲ့ပြီးတော့2002ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာတေဆုံးခဲ့ပါတယ်။အခုချိန်မှာတော့တစ်ချိန်လုံးကငိုသားရဲသားဘွားနဲ့မြန်မာနိုင်ငံရေးလောကကိုရှုပ်ထွေးစေခဲ့တဲ့ဦးနေဝင်းတေဆုံးတာက22နှစ်ပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ဦးနေဝင်းလိုနိုင်ငံသစ်စဖောက်ကိုကျိုးတကူတဲ့သားကြီးတဲ့ဆေးအာနာရှင်တစုလုပ်ခဲ့တဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့စင်ရဲကြက်တဲမှုဟာယခုချိန်ထိပြန်လည်နလန်မထူနိုင်လောက်အောင်ထိကမ္ဘာစင်ရဲဆုံးနိုင်ငံများစီတွင်ပါဝင်လို့နေပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်